ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးကိုတဝဲမျိုးကနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါရဲ့ရှင်မိဘပြည်သူများရှင်အခုဆိုရင်တော့ကျွန်မတို့ Skyline ဖွဲ့သားတွေကတဝဲမျိုးမှာရှိရဲ့တကိုးကြီးဖျားတွေကိုတွားရောက်ဖူးမြော်မှာဖြစ်တယ်လို့တဝဲမျိုးမှာရှိရဲ့အထင်ကြီးနေရာတွေဈေးတွေနောက်ပြီးတော့ဒီမောင်မကန်ကန်းချီကိုတွားရောက်လည်ပတ်မှာပဲဖြစ်ပါရဲ့ရှင်မိဘပြည်သူများရှင်အခုပထမဆုံးတွားရောက်လည်ပတ်မဲ့နေရာကတော့မောင်မကန်ကန်းချီပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မိဘပြည်သူများကိုလည်းကျမနဲ့သူတွားရောက်လည်ပတ်ဖို့အတွက်ဒီနေရာကနေဖိတ်ခေါ်လိုက်ချင်ပါတယ်ရှင်စားပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်မိဘပြည်သူများရှင်အခုဆိုရင်ကျမတို့ Sky နဲ့အဖွဲ့သားတွေကမောင်မကန်ကန်ချင်းကိုရောက်ရှိလို့နေပါပြီရှင်မိဘပြည်များရှင်အခုဆိုလို့ရှိရင်ရာသီဥတုကနေလဲမပူမိုးလဲမရွာပဲနဲ့တတရရရှိရတဲ့အတွက်ကြောင့်မလို့ဒီမောင်မကန်ကန်ချင်းမှာပေါ့နော်လာရောက်ပြီးတော့ရေဆော့ကစားတဲ့သူတွေနဲ့လည်းစီကားလို့နေပါတယ်ရှင်မိဘပြည်သူများလည်းကျမနဲ့အတူဒီမောင်မကန်ကန်ချင်းရဲ့တာယာလှပမှုတွေကိုခန်းစားနေဖို့အတွက်ကျမနဲ့အတူလိုက်ပါကြည့်ရှုကြပါအောင်ရှင်မိဘပြည်သူများရှင်ဒီပင်လယ်လေးကစားတတ်ပါတဲ့အတွက်ကြောင့်မလို့နှလုံးရောဂါရှိတဲ့သူတွေအတွက်လည်းအလွန်တရာမှပဲတင့်တော်ပါတယ်ရှင်ပြီးလို့ရှိရင်အလုပ်ကိစ္စတွေများလို့စိတ်ဖိစီးရဲ့သူတွေအတွက်လည်းဒီပင်လယ်ကမ်းခြေကိုလာရောက်ပြီးတော့အပန်းဖြစ်တင်ပါတယ်ရှင်နာမည်ကကီစင်လက်ပေါ့နော်တငယ်ချင်းနဲ့တူလာတာငယ်ချင်းမွေးနေမှာပေါ့ဘလို့ချိန်နေမှာလဲဆိုတာစိတ်ညစ်တဲ့ချိန်တွေပုံများတာပေါ့အိမ်မှာစိတ်ညစ်တဲ့ချိန်တွေဆိုတာတငယ်ချင်းနဲ့အတူတူအပန်းလက်ဖြစ်တာပေါ့ဟုတ်ပင်လဲစားလေးစားရင်းနဲ့ပေါ့အိမ်မှာနေတော့မတူပေါ့ပျော်ပါတယ်လာခဲ့ကြပေါ့နော်အရင်ပျော်ကောင်းတယ်ပေါ့ဟုတ်မိဘပြည်သူများရှင်ဒီမောင်မကန်ကန်းကြီးရာဆိုလို့ရှိရင်မယိုးနိုင်တဲ့လှပမှုစမ်းသစ်မှုရင်းနဲ့ပြည့်နှက်နေတဲ့ကန်းကြီးတစ်ခုပဲဖြစ်ပါရဲ့ရှင်အခုကမိသားစုရောတငယ်ချင်းတွေရောပါပါ။ဟာလေဒီနေ့ကသမီးမွေးနေ့22နှစ်ပြည့်ဝင်နေပါ။အဲဒါကြောင့်မနက်ကလေးကနေပြီးတော့အိမ်ကနေအကုန်လုံးစီစဉ်ပြီးတော့ဒီလာစားကြ။ကန်းချီတော့လာဖြစ်ပါတယ်ညနေဘက်ဆိုရင်တငယ်ချင်းတွေနဲ့မိသားစုတွေရောလာဖြစ်တယ်။ကန်းချီကတော့ဘယ်ချိန်လာဟုတ်တော့အေးလေအေးချမ်းနဲ့တာလဲတာရဖို့ကောင်းတယ်လေ။မိသားစုနဲ့ပဲလာတငယ်ချင်းနဲ့ပဲလာဘယ်ချိန်မဆိုလာလို့အဆင်ပြေတယ်။တခြားကန်းချီတက်လည်းပို့ပြီးတော့လှတယ်ဒီမှာကြောက်ဆောင်နေပါရှိရောလေ။ဒီကိုတော့တစ်ခေါက်လောက်ဖြစ်လာကြည့်ကြပါတော့။အားကြည့်ပြီးတော့ဒီကန်းချီတခြားကန်းချီလိုပဲလှပါတယ်လို့မိဘပြည်များရှင်ကျမဟိုဘက်မှာခိတကောက်ကြည့်ပါဦးမယ်မိဘပြည်များရှင်ဒီမှာခိတွေလည်းအများကြီးတွေ့ရပါတယ်ခိတွေကတစ်ခုနဲ့တစ်ခုအယောင်တွေလည်းမတူဘူးရှင်ကျမဒီခိတွေကိုကောက်ကြည့်ပါဦးမယ်မိဘပြည်များရှင်မိဘပြည်များယခုမြင်တွေ့နေရတော့လူငယ်တွေကဒီတဲတောင်မြေမှာပေါ့နော်ပျော်ရွှင်စွာနဲ့ဘောလုံးကက်နေကြတာပဲဖြစ်ပါရဲ့ရှင်မိဘပြည်များရှင်ဒီမှာပေါ့ဒီရေဆော့ကစားနေတဲ့သူတွေလည်းရှိသလိုဒီဘောယာတွေနဲ့ကစားနေကြတဲ့လူတွေလည်းအများကြီးပါပဲရှင်ရှင်ဒီမောင်မကန်ကန်းချီမှာပေါ့နော်ဆော့ကစားပြီးလို့မောဘက်လို့ဒီအပေါ်တက်လာပြီးတော့ဒီအုံးစိမ်းကြီးကိုတောက်လိုက်တဲ့ချိန်မှာဒီမောဘက်မှုတွေအကုန်လုံးကိုပြပြောက်သွားပါရဲ့ရှင်ဘာဖြစ်လို့လဲရှင်ဒီအုံးစိမ်းကြီးရာဆိုရှင်စိတ်ကိုကြည်လင်စီအောင်မကဆေးဘက်လည်းနေပါရဲ့ရှင်
ဘာပြည်များရှင်ဒီမောင်မကန်ကန်းချင်းမှာဆိုရင်ဒီအမှတ်တရလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေပြီးဘောရငှားတဲ့ဆိုင်တွေပြီးလို့ရှိရင်ဒီအစားအသောက်ရောင်းတဲ့ဆိုင်တွေကိုလည်းတွေ့ရပါတယ်ရှင်ဘာပြည်များရှင်အခုကျမဒီမှာဝင်ရောက်ပြီးတော့ဒီအမှတ်တရလက်ဆောင်ပစ္စည်းဆိုင်မှာဘာတွေကိုရောင်းချနေလဲဆိုတာတွားရောက်လေးလာမှာပဲဖြစ်ပါတယ်ဘာပြည်များလည်းကျမနဲ့တူတွားရောက်လေးလာဖို့အတွက်ပေါ့ဖိတ်ခေါ်လိုက်ချင်ပါတယ်ရှင်ဘာပြည်များရှင်ဒီကနေ့ကျွန်တော် Sky နဲ့ဖွဲ့သားတွေရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့ဒီတာယာလှပမှုအပေါင်းနဲ့ပြည့်စုံနေတဲ့မောင်မကန်ကန်းကြီးရဲ့အလှပအကြောင်းကိုရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ဒီစီစဉ်ကိုကြည့်ရှုလိုက်မိဘပြည်များအနေနဲ့လည်းကျင်းနဲ့နှစ်သက်လိုက်မယ်လို့မျှော်လင့်မိပါတယ်ချစ်ကလေးစားပါတော့မိဘပြည်သူညီကိုမောင်မများအားလုံးလည်းတာယာပျော်ရွှင်မဲ့ကောင်းတဲ့အနာဂတ်နေ့ရက်လေးများကိုပိုင်ဆိုင်နိုင်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်